မိခင်ဖြစ်သူရဲ့အလောင်းကိုအိမ်မှာသိမ်းထားပြီးတော့မိခင်ဖြစ်သူရဲ့တစ်နှစ်ကိုမြန်မာငွေ3,000လောက်တန်ကြေးရှိတဲ့ပင်စင်လစာနဲ့တခြားအကျိုးခံစား권တွေအကုန်လုံးကိုရယူနေခဲ့တဲ့အမျိုးသားအကြောင်းကိုတင်ဆက်ပေးပါမယ်။အသက်56နှစ်အရွယ်အီတလီလူမျိုးလိမ်နေသူက Mrs. Doubtfire Scam ဆိုပြီး2025နိုဝင်ဘာလမှာ social media platform တွေပေါ်မှာနာမည်ကျော်ကြားလာခဲ့ပါတယ်။ Mrs. Doubtfire Scam. 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 ပုံကင်းတဲ့တွေမှာဆိုလို့ရှိရင်ဒီကျူးလွန်သူရဲ့နာမည်ကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။နာမည်ဖော်ပြမထားတဲ့အသက်56နှစ်အရွယ်အီတလီလူမျိုးကမိခင်ဖြစ်သူရဲ့အလောင်းကိုအိမ်မှာပဲသိမ်းထားပြီးတော့3နှစ်ဆက်တိုက်လောက်ဒီမှုကိုကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ဒီမှုကိုကျူးလွန်ခဲ့တဲ့သူဟာအရင်တုန်းကတူနာပြုတ်အလုပ်ကိုလုပ်ကင်ခဲ့တယ်ဆိုပေမဲ့အခုချိန်မှာတော့အလုပ်လက်မဲ့တူဖြစ်နေခဲ့တဲ့သူတစ်ယောက်ပါ။သူဟာမိခင်ဖြစ်သူရဲ့အင်ဂျီတွေစကတ်တွေမိတ်ကပ်တွေနဲ့မိခင်ဖြစ်သူစင်မြန်းခဲ့တဲ့လက်ဝဲရတနာတွေကိုပါအသုံးပြုခဲ့ပြီးတော့မိခင်ဖြစ်သူပုံစံဟန်ဆောင်ခဲ့တာပါ။ Mrs. Doubtfire Scam ဟာသူမိခင်ရဲ့တင်စင်လစာနဲ့တခြားအကျိုးအမြတ်ခံစား권တွေကနေတစ်နှစ်ကို$6,000မြန်မာငွေ3,000လောက်ရရှိနေတာပဲဖြစ်ပါတယ်။ဒီနေ့မှာအစိုးရဝန်ထမ်းတဦးကအသက်82နှစ်အရွယ်အမျိုးသမီးတစ်ယောက်ရဲ့အတန်ကပုံမှန်ဟုတ်မနေတာကိုသတိထားမိရာကနေပြီးတော့ဒီအခြေအနေတွေအမှုမှန်တွေကပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ဤသို့ပင်တရံလုံးတရုတ်တူအောင်ဟန်ဆောင်ဖုံးကွယ်ထားပေမဲ့ဒီချိန်မှာတော့ဒါဟာအသက်80ကျော်အရွယ်အမျိုးသမီးတစ်ယောက်ရဲ့အတန်မှဟုတ်ရဲ့လားဆိုတော့လူတွေကစတင်ပြီးတန်တရားဝင်လာခဲ့ရာကနေသူ့ရဲ့ဟန်ဆောင်လေးရမှုကပေါ်ပေါက်ခဲ့တာပါ။ဒါမီနှစ်ယောက်ဖြစ်တဲ့အတွက်ရုပ်ချင်းစင်တူတယ်ဆိုတဲ့ကိစ္စကဖြစ်နိုင်ကြီးရှိပါတယ်။သူ့အမေလိုဆင်မြဲထားတဲ့အတွက်ရုပ်ချင်းကခွဲမရအောင်စင်တူတယ်ဆိုပေမဲ့အတန်ကိစ္စကတော့သွားလိမ်လို့မရတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒီကိစ္စကိုစတင်ပြီးတန်တရားရှိတဲ့သူတွေကရဲတွေကိုတွားရောက်အကြောင်းကြားခဲ့ပြီးတော့ရဲတွေကသူ့အိမ်ကိုဝင်ပြီးတော့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ရဲတွေကသူ့အိမ်ကိုစစ်ဆေးဖို့လာတဲ့အခါမှာတော့သူကအသာတကြီးပဲစစ်ဆေးဖို့ခွင့်ပြုပေးခဲ့ပါတယ်။ရဲတွေကသူ့အိမ်ထဲကိုဝင်ပြီးရှာဖွေမှုတွေပြုလုပ်တဲ့အခါမှာတော့သူ့အမိရဲ့အလောင်းကိုတွေ့ရှိခဲ့ရပါတော့တယ်။အခုဆိုရင်တော့သူ့အနေနဲ့အမှုတွေကိုရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။သူဟာအလောင်းကိုလည်းအိမ်မှာတရားမဝင်ပဲသိမ်းဆည်းထားခဲ့ပြီးတော့သူ့အမိရဲ့အကျိုးခံစား권တွေကိုလည်းလိမ်လည်ပြီးရယူခဲ့ပါတယ်။သူ့အမိကွယ်လွန်တဲ့အချိန်မှာလေယိုးလို့စင်ကိစ္စတွေလုပ်ပေးရမယ့်အစားတရားမဝင်အလောင်းကိုသိမ်းဆည်းထားမှုကတမှုသူ့အမိရဲ့ခံစား권တွေကိုလိမ်လည်ရယူမှုကတမှုနဲ့တရားစွဲဆိုခြင်းခံထားရပါတယ်။ရဲတွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်လက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ကျွန်တော်ကိုပုံမှာဘုံဘို sharing channel ကကမ္ဘာတစ်ဝန်းမှာထူးခြားဖြစ်စဉ်အကြောင်းအရာများကိုဖတ်ဆင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကြည့်ရှုအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။